ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Vivo YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ all skin လုပ်လို့ရတဲ့ဟာလေးကျွန်တော်တင်ပေးထားပြပါတယ်ဆိုတော့ဘယ်လိုလုပ်လဲတော့ခဏလေးကြည့်လိုက်ပါအဲ့မှာ all skin ကိုဖွင့်လိုက်တယ်ပြီးတော့ခြောက်သွားတွေ့ရမလားအဲ့လို all skin ဖြစ်သွားတာဟာချောင်း download မပြီးသေးဘူးဗျာဒါပေမဲ့ all skin ဆိုတာမြင်တယ်မလားဗျာဒီနေ့ကကိုယ့် account နဲ့ဘာမှမဆိုင်ဘူးနောက်တဲ့ game တစ်ခုလို့ဆော့ရမှာဗျာဟုတ်တယ်မှုံလင်းချက်တစ်ခုပေါ်လာတယ်လို့မျိုးမဘန်းလို့ပြောလို့ရတယ်ဗျာဆိုတော့ကျွန်တော် download နေတော့ဆွဲရအောင်မယ်ဒါကျွန်တော် Telegram channel မှာတိုင်ပေးထားပါတယ် Telegram channel ဘယ်လို join အောင်မလဲဆိုရင်ကျွန်တော်ရဲ့အခု YouTube channel subscribe လုပ်ပြီးတော့ကျွန်တော်တို့ comment မှာကျွန်တော်ရဲ့ Telegram account ရှိပါတယ်အဲ့ဒီထဲမှာ screenshot လာပြလိုက်ပါ YouTube channel subscribe လုပ်ထားတာပေါ့နော်အဲ့ဆိုကျွန်တော် Telegram channel လေးချပေးပါမယ်အဲ့ဒီထဲမှာဆိုရင်ဒီမဘန်းအောင်လုပ်တဲ့နည်းတွေကျွန်တော်ဘယ်လိုဆော့ရမလဲဆိုစီကန်းတွေကျွန်တော်သိစိတ်ပြောပေးထားတာပေါ့နော်ကျွန်တော် customer စမ်းပြအောင်မယ်ဒါညုံမဆိုလို့ဟာ story ဟာကျွန်တော်ဒီမှာစမ်းပြမယ်ပေါ့နော်ဘလိုကြီးတော့ဖြိုသွားမလဲဆိုတော့ခဏလောက်တော့ကြည့်ပေးပါဒါဒီမှာ6 stand ပါညာလဲပေါအောင်မယ်ဆိုတော့ဒါကတော့ကျွန်တော်အပျော်နေတဲ့တင်ပေးတာဖြစ်ပါတယ်။ဒါကြပါစိမ့်မတော့မပါပါဘူး။တော့အခု6 kill ဝက်လေးပေါ့နော်။ဆို brother တို့ပြည့်စင်ရှိရပေါ့နော်။ Layla Blues ပဲတာပါပါတယ်ဆိုတော့ all skin ဆိုတော့ပါတာပေါ့ဗျာ။ဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်။ခဏလေး။ Layla မမြင်ဘူးဟာ။အော်ဒီမှာ Okay ။ဒါ Layla Blues ပဲတာစကင်အောက်မှာရှိရပေါ့နော်။တိတော့မှတစ်ချက်တော့တွေ့ရတဲ့ plus blue တို့ပါတော့ဟမ်။ဆိုတော့ကျွန်တော်ဒီမှာစမ်းပြမယ်ပေါ့နော် brother မျိုးမှာဆိုလို့ဒီမှာဆို skin ရဲ့နောင်မယ်တွေနဲ့ဘာညာဗျာတကယ်အစစ်ကြီးဆိုတော့ဒါကိုသိတဲ့လူတွေရှိပါပြီဒါပေမဲ့ဘယ်လိုသုံးရမလဲမသိကြဘူးပေါ့နော်တိတ်ကိုင်းဆိုင်မှာသိစိတ်တင်ပေးထားပါတယ်ဘန်းမဘန်းအောင်လည်းဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းဟောကိုယ့်ရဲ့ game ကို Play Store က download တဲ့ game ကိုဖျက်ချင်ဖျက်မဖျက်ချင်ဒီဘာမှဖြစ်ဘူးပေါ့နော် brother တို့ဖုန်းကအမှိုက်ပြီးနေတော့ဖျက်ချင်ဖျက်ပေါ့နော်ဖျက်ပြီးတော့ဆော့ချင်ဆော့အဲ့ဒီမှာဒါချိုရင်းချွိတော့ပါတယ်ဗျာဒီမှာ level 9 ထိဆော့မှာတို့ပါတို့အဲ့ဒီ mode တွေကပါတယ်နောက်ထပ်ဗျာ level ဘလောက်ပဲရောက်ရောက်လုံးဝမဘန်းတဲ့နီးတွေလည်းကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ brother တို့ခဏလောက်စောင့်ကြည့်ပေးပါဗျဆိုတော့ဗျာဒီနီးလေးကဆောင်းရမိုက်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်လည်းတင်ပေးရအောင်မတခြားနီးတွေအများကြီးကြောင်းမှရှိပါသေးတယ်ကျွန်တော်အဲ့ YouTube channel subscribe 100 သို့မဟုတ်50ပြီးတာနဲ့ဒီထက်ကောင်းတဲ့ file တစ်ခုကျွန်တော်တင်ပေးပါမယ်ဒီထက်ကောင်းတဲ့ file ကတော့ဘယ်လို file လဲဆိုရင်လုံးဝ level ရောက်မဘန်းဘူးဗျာအဲ့လို file တွေပေါ့နော်ဒါပေမဲ့ key နဲ့သုံးရမှာဆိုတော့နည်းနည်းတော့တိုင်ပတ်မယ်ဗျာဒါပေမဲ့အဲ့ဒါ easy ပါကျွန်တော်Telegram channel subscribe 100ပြီးတာနဲ့ကျွန်တော်တို့ key ချပေးမှာပေါ့နော်key ကတော့ကျွန်တော်ရက်30 key ချပေးမယ်တရက်ကိုရက်33ရအောင်ပေါ့နော် limit မဖြစ်ဘူးlimit ပေါ့နော်ကတ်တိုက်ချက်မရှိဘဲနဲ့300မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးသင်ပေးပါဦးမယ်ဆိုတော့ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ Telegram channel ကိုဝင် join ထားဖို့ပေါ့နော်ကျွန်တော်ရဲ့ Telegram channel ကနောက်တဲ့ဒီတက်ဆန်တဲ့ဟာတွေသင်ပေးအောင်ပါပေါ့နော် tournament server တို့ web server ဖွင့်နေသေးတို့အဲ့ဒါအများကြီးရှိသေးတယ်ဗျာဟိုလိုကြီးဘောင်းကြီးကြိုက်တဲ့ဘောင်းကြီးကင်လို့ရတာsorry ကင်လို့ရတာတော့မဟုတ်တက်လို့ရတာလို့ပေါ့နော် spin မှာဘောင်းတွေရော giveaway ဘောင်းတွေရောအကုန်လုံးတက်လို့ရတဲ့ဟာတွေ file တွေလည်းတင်ပြပါဦးမယ်ဒါကမဘန်းဘူးဗျာအဲ့ဒီဘောင်တွေကဟတ်တာဖြစ်နေလို့ဆိုတော့ဘယ်ပုံမှာဖြစ်ထားရလို့ရတယ်ပေါ့နော်ကို့မှာရှိတဲ့ဘောင်တွေမှာထားရလို့ရပါတယ်အဲ့ဒါကြီးလည်းကျွန်တော်တင်ပြထားရှိပါတယ်ဆိုတော့ကျွန်တော် YouTube channel subscribe ပါ100ပြည့်ပြီဆိုတာနဲ့ VIP တခုတင်ပြမယ်ပေါ့နော် VIP file ပါအဲ့ file ကဘယ်လိုမျိုးလဲဆိုရင်သူများနေတဲ့ skin ကိုမြင်နေဗျာပြီးတော့ wall collector တွေပါညာရေးလည်းရတယ်အကောက်တွေပါပြန်ရောင်းလို့ရမယ်ဗျာအကောက်ပွားတဲ့နီးတွေကျွန်တော်မှာ Telegram မှာရှိပါတယ်ဆိုတော့အကောက်ပွားတဲ့နီးတွေက brother တို့ Telegram မှာသွားကြည့်ပါ Telegram channel ကိုဘယ်လို join ရမလဲဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားတဲ့ screenshot ကိုကျွန်တော် Telegram အကောက်လာပို့ထားပါတော့ Telegram အကောက်ကတော့ဒီ video ရဲ့ comment မှာရှိပါတယ်ဆိုတော့ brother လာပို့ထားပါပေါ့နော်ကျွန်တော်ပြောပြပေးပါမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ပေါ့နော်ပြီးတော့အဲ့ထဲဝင်လိုက်ရတယ်အကောက်သိနဲ့ဆော့ရမှာဗျာနောက်တဲ့ game တစ်ခုလို့ပေါ့နော် advanced server file ဆော့ဖို့တဲ့လူဆိုဒီနည်းကိုသိပါတယ်ဆိုတော့မဆော့ဘူးရဲ့လူတွေဆိုရင်ကျွန်တော် Telegram မှာသေးသေးရှင်းပြရမှာမို့လို့
တဲ့က channel လေးကိုတော့လာ join ထားဖို့တော့ကျွန်တော်လည်းဖိတ်ကိုချင်ပါတယ်ဗျာပြီးတော့ဗျာတငယ်ချင်းနေနဲ့ဘလို့တွေဆော့မလဲတငယ်ချင်းတွေဘလို့ဂျင်းတယ်မလဲဆိုတော့လေဒီမှာလုပ်လို့ရတယ်ဘလို့လုပ်အောင်လဲဆိုရင်တော့အောက်မှာပေါ့နော်ဒီမှာ skin တွေ all skin တွေပြင်နေတာအဲ့အောင်မင်းတို့မှရှိလားပါညာနဲ့တော့ပြောလို့ရအောင်နော်ဒါတော်တော်မိုက်ပါလေပြီးတော့ကျွန်တော်ကအပျော်နေနဲ့ပဲတင်ပေးတာပါဆိုတော့တခြားစိတ်တွေပါညာမပါဘူးမနော်ဖတ်တာတော့ပါတော့အတွက်အဲ့လိုကြီးမတုံးဟိုလိုစီးပွားပြောရင်ဒီတော့ကျွန်တော်မတင်ပေးပါဘူးဒါအပျော်ပေါ့နော်ဟောစကင်မကင်ဘူးရဲ့တူကျွန်တော်ကင်ဘူးနဲ့ရှိအောင်လို့ကျွန်တော်တင်ပေးတာပြောပါတယ်ဆိုတော့ဒီမှာဆိုပြကျွန်တော်စကင်ကြီးပြမယ်တငယ်ချင်းတွေမင်းတို့မှတူစကင်ရှိတာမကြည့်ကြတယ်ဆိုတော့အဲ့လိုအကောက်တွေကျင်းနဲ့ရောင်းလို့ရပါတယ်ဆိုတော့ဒီနေ့ကတော်တော်မိုက်ပါတယ်နော်ဒီတော့ကိုအကောက်နဲ့တော့ဘာမှချိန်နေရပြဒါစိတ်မဖြစ်သေးဘူးလုံးဝကြီးကောင်းတဲ့စံလို့မပါသေးဘူးညာဒီကျွန်တော်ခုတင်ပေးမဲ့ဖိုင်ရနောက်ထပ်ကျွန်တော် YouTube channel subscribe ပါ50ပြီးတဲ့အချိန်မှာကိုကောင်းနဲ့ချိတ်ပြီးတော့ဆော့လို့ရတဲ့နည်းတင်ပြပါမယ်ကျွန်တော် file တွေများရှိပါသေးတယ်ကျွန်တော်လိုတဲ့တိုင်းတောင်မရောက်သေးလို့ပါကျွန်တော် subscribe ပါ50ပြီးရင်တော့ကျွန်တော်တင်ပြမှာဖြစ်ပါတယ်ရှားလူဒီလိုဘလို့မှမတင်ဘူးပြသူတို့စီးပွားဖြစ်ပဲလုပ်တာရှားလူရှိရောเนาะဒါကတော့ရှိုံမဟုတ်ပါရှို official ကိုလည်းကျွန်တော်လိတ်ချပေးရပါမယ်ရှိုလည်းကျွန်တော် credit ပေးပါတယ်တော့Telegram channel ရှိရပေါ့နော်အဲ့ဒီမှာကကျွန်တော်ကီးတွေရောင်းတာပေါ့နော်ကျွန်တော်မရောင်းမဲနဲ့တခါလေးတင်ပြီးမှဖြစ်ပါတယ်တော့ဒါကိုဆော့လို့ရပါတယ်တော့ဟိုတရားကုန်းကြီးပြမယ်ဗျာကျွန်မအဖောက်သိဆိုဟီးရိုးတွေပါနေရှိပြီတော့အခု logo မှာပေါ်တဲ့ bro ကနေတော့ကျွန်တော်ယူထားဖြစ်ပါတယ်အဲ့ဒီ bro ရဲ့ credit ပေးပါတယ်ပေါ့နော်ကဲဆိုတော့ဒီနေ့ video လေးကဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြပါပေါ့နော်ဒါကကျွန်တော်အပျော်နေတင်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လောက်ခိုင်းတာလေးလုပ်ပြီးတော့ကျွန်တော်အားပေးလို့ရပါတယ်ပြီးတော့ bra တို့ရဲ့ all skin လေးရပါဆိုတော့တန်တယ်ပေါ့နော်နှစ်ဖက်လုံးတော့ကောင်းပါတယ်ဆိုတော့ကျွန်တော်လည်းကူညီပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်လည်းအားပေးကြပါအောင်လို့နောက်တဲ့ video ထွက်လာရပါတော့bye bye